ချင်းဆက်ဆက်လေးနဲ့စားလို့ရမ်းကောင်းတဲ့ရခိုင်မုန့်တီတုတ်နည်းလေးကိုကျွန်တော်ချစ်တငယ်ချင်းတို့ကိုပြန်လဲမျှဝေပေးမယ်နော်အရင်ဆုံးမုန့်တီတုတ်လုပ်ဖို့အတွက်အဓိကမုန့်ဖတ်ပါနော်မုန့်ဖတ်ကိုကျွန်တော်ပြုတ်လိုက်ပါတယ်ဒါမုန့်ဖတ်ကိုပြုတ်တဲ့ချိန်မှာရင်းနှီးပုတ်ပွတ်ဆူထဲမှာ9မိနစ်လောက်ဆိုတော့အဆင်ပြေပါနော်ပြီးတော့ဟိုကရေအေးနဲ့ပြန်ဆေးချပါဘာလို့လဲဆိုတော့ရေအေးနဲ့ပြန်ဆေးမချဘူးဆိုရင်မုန့်ဖတ်ပူချိန်နဲ့လုံးထွေးတဲ့ချိန်မှာပျော့သွားမှာဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့ဒါမုန့်တီထဲမှာထဲမဲ့အကြော်တစ်မျိုးကိုကျွန်တော်လက်ရှိကြော်နေပါတယ်ဒါကတော့ခေါ်တာခါတိကြော်ဖြစ်ပါတယ်ကွာဘူးတီကြော်ရှိရစတော့ဘူးတီကြော်လည်းရတယ်စစ်တင်ကြော်လည်းရတယ်ကျွန်တော်ကတော့ခေါ်တာခါတိပဲရှိတာဖြစ်တဲ့အတွက်ခေါ်တာခါတိလေးနဲ့ကိုကျွန်တော်ပြင်ဆင်မှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးကျွန်တော်ဒါမုံပတ်လက်ကျစ်ပြီးအကြော်လက်ကျစ်ပြီးဆိုတော့စားတော့လို့ရပြီပေါ့နော်ကျွန်တော်ပထမပုံထားတဲ့အသားလေးကတော့အသားမြင်ထားတာလေးကတော့ငါးကိုကျွန်တော်အရင်ဆုံးပေါင်းထားတယ်ပေါ့နော်ငါးအဲ့ဗီဒီယိုကျွန်တော်မပြပြတော့ပါဘူးဒါမမီတော့တဲ့အတွက်ဆိုတော့ဒါပူတီနာလေးထည့်တယ်အကြော်လေးကိုကိုက်လိုက်တယ်ပြီးတော့မုံဖောက်ကြတော့ကိုလိုချင်တဲ့အနေထားလေးကိုထည့်လိုက်တယ်ပေါ့နော်ကျွန်တော်ပြောရင်းနဲ့ကျွန်တော်ဗီဒီယို edit နဲ့ကျွန်တော်စားခြင်းစိတ်ပြန်ဖြစ်လာပါလားဒါအရန်နဲ့ကိုစားလို့အရန်ရတာရှိပါတယ်ကိုတကယ်လို့နေလို့မကောင်းဘူးဆိုတဲ့အချိန်မှာဆိုတော့ဒီမုတ်တီတုတ်လေးကိုတုတ်စားလိုက်ရင်ပြန်တော်လေးကိုလူလန်းဆန်းတော့မယ်ဆိုတော့ရခိုင်မုတ်တီတုတ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ငပီလေးကိုအနိုင်လေးထည့်မယ်ပြီးတော့လှော်ထောင်ငပီလှော်ထောင်လေးကိုထည့်ပါမယ်အရသာတို့ကတော့ကွာဟင်းချင်မအတော့မပြုချင်ရင်ဒါစက်သားမုတ်လေးကိုအသုံးပြုလို့ရပါတယ်အဲ့ဒါပြီးနောက်မကြီးသီးမဲ့ရေးလေးကိုအနှဲငယ်ထည့်ပြီးတော့ငါးပြုတ်ထားတဲ့ရေလေးကိုလည်းအနှဲငယ်ထည့်မယ်အနံလေးမှုေးသွားအောင်လို့စက်တနီစီတက်ထားတာလေးကိုထည့်ပြီးတော့ဒါအရသာနှက်ဆက်သွားအောင်လို့အကုန်လုံးကိုလိုချင်တဲ့ပုံစံအနေထားတွေကိုမှုေးပါမယ်ခင်ဗျကျွန်တော်ကတော့ဒါလေးကိုစားပြီးတဲ့နောက်ပိုင်းမှာတော်လေးကိုလူပေါ့ပလန်းဆန်းပြီးမှဒါချင်းငါဆက်ဆက်လေးနဲ့စားလိုက်ရတဲ့အရာကတော့ချစ်တငယ်ချင်းတို့လည်းတိမဲ့တင်တယ်အဲဆိုကျွန်တော်ပိုပိုလိုပြောနေတော့ဆိုတော့ဒါစားကြပါအောင်ခင်ဗျဒါချစ်တငယ်ချင်းတို့လည်းအိမ်မှာအလွယ်တကူပေါ့နော်တုတ်စားလို့ရတဲ့ပုံစံလေးကိုကျွန်တော်ပြပေးတာဖြစ်ပါတယ်ကျွန်တော်ကတော့2ပကံ3ပကံအထိကျွန်တော်စားတယ်ပေါ့နော်ဒါဘာလို့လဲဆိုတော့ဒီမုတ်တီတုတ်ကကျွန်တော်ဒါမုတ်တီတုတ်နဲ့မတူဘဲနဲ့ရခိုင်မုတ်တုတ်ကကြတော့သူကပဲမပါဘူးသို့ပေမဲ့သူချင်ငံဆက်လေးနဲ့ကိုတော်လေးကိုစားလို့ကောင်းတဲ့အရသာလေးမို့လို့ကျွန်တော်ကတော့အရသာကိုတော်တွေ့ပါတယ်ချစ်တငယ်ချင်းတို့လည်းကျွန်တော်လှုပ်ရှားတယ်လို့မျိုးလေးအားတဲ့ချိန်လေးမှာချစ်တငယ်ချင်းမိသားစုအပေါင်းအသင်းတွေနဲ့လှုပ်ရှားကြဖို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ဗီဒီယိုလည်းအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျ